Hello ဒီနေ့ကတော့အားလုံးစားဖို့ပြသဆိုင်ပဲပေါ့နော်အဲ့ဆိုင်ကအဲ့လိုဟော့ပေါ့အရေးမပါတော့အရေးပါမစားတတ်တဲ့သူဆိုမစားဖြစ်ဘူးပေါ့နော်ဒီနေ့ကတော့တငယ်ချင်းတွေကနေတော့စားကြည့်ပြီးတော့မှငါတို့စားမယ်ဆိုတော့အရင်သွားပြီးတော့စားကြည့်ပေးတယ်ပေါ့နော်ဆိုင်က food blogger တွေပြောသလိုပဲအရန်တန်တယ်ပြီးတော့အဲ့အသားတွေဆိုရင်သူများကြီးအသေးလေးအရင်ညှက်ပြီးတော့กินတယ်ပေါ့နော်ကိုရီးယားတော့စိတ်မရှိတဲ့သူဆိုတော့တခါတည်းกินလိုက်တယ်အဲ့ဒါကြားတယ်လို့ထင်ရမယ်မကြားပါဘူးမြန်တော့မြန်တယ်ပြီးလို့ရှိရင်တခါတည်းပဲအတိုင်းပဲစားလိုက်တော့အသားထူတယ်ဆိုပေမဲ့အရင်ကနူးညံ့အိဆက်နေရောလေတော်တော်စားလို့ကောင်းတယ်တန်တာတော့တော်တော်လေးကိုတန်တယ်လို့ပြောလို့ရတယ်ရေခဲမုံဆိုလဲအဲ့လိုအဖြစ်ထားပေးတာမဟုတ်စားလို့ကောင်းတယ်ပေါ့နော်ဒါပေမဲ့ရေခဲမုံမဟုတ်ဘဲနဲ့အေးပြည့်ရေးတစ်ခုထားပေးရင်ကိုတော့အဆင်ပြေအခုကျတော့အေးရဝယ်တော့ရပါပေါ့နော်ဒါပေမဲ့ကြမဲ9လုံးလောက်စားရင်တော့တန်နေပြီသူကဒီဆိုင်ကိုညှော်တယ်စိန်မကြောက်ဆိုပြောကြတယ်ဒါပေမဲ့အဲ့အသားတွေပါယူတဲ့နေရာနဲ့နေရဲ့အကွက်ကညှော်တာပေါ့နော်ငင်းချင်းပဲပဲချမ်းမှာဆိုလို့ရှိရင်မညှော်ဘူးဘာမှမညှော်တာလေဝင်လေထွက်ကောင်းတာပေါ့နော်လူတွေကကြိတ်တိုးနေရပဲဆိုင်ဆောက်ဖွင့်တာနဲ့တွားတာတော့မှကိုနောက်မှာအများကြီးပဲတန်းစီနေကြဆုံးနေကြည့်ပြီလို့ကျေးဇူးများတင်ပါတယ်